ဒီနေ့တော့ကွန်ပျူတာတစ်လုံးတည်းကိုကွန်ပျူတာအများကြီးလိုမျိုးအစွမ်းထအောင်လုပ်ပေးနိုင်တဲ့ virtualization နည်းပညာအကြောင်းကိုပြောပြသွားမှာပါ။ဒါက application တွေအများကြီးကိုတပြိုင်တည်း run ထားခဲ့ multitasking နဲ့လုံးဝမတူဘူးနော်။ဒါက Windows, Linux, Mac OS လို့ operating system တွေကိုကွန်ပျူတာတစ်လုံးထဲမှာတစ်ချိန်တည်းတပြိုင်တည်း run နိုင်တဲ့တော်တော်လေးကိုအံ့ဩစရာကောင်းတဲ့နည်းပညာတစ်ခုအကြောင်းပါ။ဟုတ်ပြီ။အဲ့ဒီတော့မေးစရာရှိလာတာကကွန်ပျူတာတစ်လုံးထဲကနေမတူညီတဲ့ OS တွေကိုတစ်ခုနဲ့တစ်ခုရောထွေးမသွားပဲပြဿနာမရှိပဲဘလို့များတစ်ပြိုင်တည်း run နေနိုင်တာလေအဲ့ဒီမေခွန်းလေးအဖြစ်ကိုပဲဒီနေ့အတူတူရှာဖွေသွားကြမှာပါကဲဒီနီးပညာရဲ့တန်ဖိုးကိုတကယ်နားလည်ဖို့ဆိုရင်လေသူမပေါ်ခင်ကအခြေအနေကိုတစ်ချက်ပြန်ကြည့်ဖို့လိုတယ်အဲ့ဒီခေတ်က ID လောကမှာဘလို့ခက်ခဲနေရင်ဆန်ခဲ့ရလဲဆိုတာကိုသိမှဒီ virtualization ကဘလို့အရေးပါလဲဆိုတာပိုပြီးမြင်သာလာမှာလားအရင်တော့ကစဉ်းစားပုံကအများရိုးရှင်းတယ် database run ချင်လား server တစ်လုံးဝယ် web server တစ်ခုတည်ချင်လား server နှလုံးဝယ်ဒီလိုပဲ service တစ်ခုချင်းစီအတွက် physical server တစ်လုံးစီတည်ထားထားရတယ်ဒါကအဲ့ဒီခေတ်ရဲ့ one service one server ဆိုတဲ့ရွှေစည်းပြင်းကြီးလိုပဲသူတို့ဒီလိုလုပ်ခဲ့တဲ့အကြောင်းရင်းကတော့ကြောက်တရားလုံးကိုတောင်းတလုံးထဲမှာမထည့်ရဘူးဆိုတဲ့စကားပုံအတိုင်းပဲဗျာစဉ်းစားကြည့်လေ service တွေအကုန်လုံးကွန်ပျူတာတစ်လုံးထဲမှာစုဖြုံ run လိုက်ရင်တခုခုမှမားသွားတာနဲ့အကုန်လုံးတုံ့ခါရောက်ကုန်ရောအဲ့ဒီတော့ service တွေကိုတီးတီးတန်တန်ခွဲထားဖို့ isolation အတွက် server တစ်လုံးချင်းစီတုံးခဲ့ကြတာပေါ့ဒါပေမဲ့ဒီနီးလမ်းမှာအကြီးမားဆုံးပြဿနာတစ်ခုရှိနေတဲ့အဲ့ဟာကဘာလဲဆိုတော့ server ကြီးတွေဝယ်ထားပြီးမြင့်သူ့ရဲ့စောင့်ဆောင်ရေးအများစုကအလကားဖြစ်နေတာပဲ RAM တွေ CPU တွေအများကြီးနဲ့ server ကြီးတွေကသူ့စွမ်းအင်ရဲ့7ပုံတပုံတော့ပဲသုံးနေပြီးကျန်တဲ့90%လောက်ကဘာမှမလုပ်ပဲထိုင်နေတာဖြုံးတီးမှုကြီးပေါ့အကျိုးဆက်ကတော့ရှင်းရှင်းလေးပဲကုန်ကျစရိတ်တွေမိုးထိုးကုန်တာပေါ့ server တွေဝယ်ရတဲ့ပိတ်စံတနင်္ဂနွေဖွင့်ထားရလို့ကုန်တဲ့မိဖို့ပြီးတော့အဲ့ server တွေနေအောင်ထားရတဲ့ cooling စရိတ်တွေပြုပြင်ထိန်းသိမ်းရတဲ့စရိတ်တွေအကုန်လုံးကအစမတန်ကိုမြင့်တက်လာခဲ့တဲ့အဲ့ဒီပြဿနာအကြီးကြီးတွေကိုဖြေရှင်းဖို့အတွက် IT လောကကိုတော်လန်ပြောင်းလဲတစ်လိုက်ကနီးပညာတစ်ခုပေါ်လာတယ်အဲ့ဒါကတော့ virtualization ပါပဲ virtualization ဆိုတာပါလဲလို့အရှင်းဆုံးပြောရရင်ကွန်ပျူတာအစစ်ကြီးတစ်လုံးကိုယူပြီးတော့လေ software သုံးပြီးကွန်ပျူတာအတူလေးတွေအများကြီးအဖြစ်ခွဲချမ်းဖက်လိုက်တာဆိုလိုတာကသူ့မှာရှိတဲ့ CPU တို့ RAM တို့လို physical resource တွေကို virtual အဖြစ်အများကြီးပွားလိုက်တာပေါ့ညင်ကောင်ပြောရရင်ကွန်ပျူတာအကြီးကြီးတစ်လုံးထဲမှာကွန်ပျူတာအသေးလေးတွေအများကြီးအတူတူနေနေတယ်လို့ပဲအရေးကြီးတာကအဲ့ဒီကွန်ပျူတာအသေးလေးတစ်ချင်းစီဟာသူ့ OS နဲ့သူ့ application နဲ့သူတီးတီးတံပတ်လွတ်လုပ်နိုင်ကြတယ်ဟုတ်ပြီဒီမြက်လိုက်လို့နီးပညာကတကယ်တမ်းမှဘလို့အလောက်လုပ်နေတာလဲသူရဲ့နောက်ွယ်ကအဓိကအစိပ်ပိုင်းတွေကဘာတွေလဲဆိုတာတစ်ချက်ကြည့်လိုက်ရအောင်ဒီနည်းပညာမှာအဓိကအလောသုံးဖို့ရွှေလို့မှတ်ထားလိုက်ပါအောက်ဆုံးမှာတော့ဂိုင်လို့ကျွဲလို့ရတဲ့ hardware အစစ်ကြီးပေါ့အပေါ်ဆုံးမှာတော့ခုနပြောတဲ့ virtual computer လေးတွေအဲ့ဒါတွေကို virtual machine တွေလို့ခေါ်တယ်အဲ့တစ်ခုကြအလဲမှာအရေးကြီးဆုံးဖြစ်တဲ့ hypervisor ဆိုတဲ့ software ရှိပါတယ် hypervisor အဲ့ဒါကတော့ဒီနည်းပညာတစ်ခုလုံးရဲ့အသေးနှလုံးပဲသူက manager ကြီးလိုပဲအောက်က hardware ရဲ့ resource တွေကိုယူပြီးတော့အပေါ်က virtual machine တွေကိုဘယ်သူဘယ်လောက်သုံးဆိုပြီးမျှမျှတတခွဲဝေးပေးတဲ့ကောင်ပဲ virtualization ဆိုတာသူရှိမှဖြစ်တာကဲဒီနေရာမှာဝါဟာရနှစ်ခုကိုတော့ကွဲကွဲပြားပြားသိထားဖို့လိုတယ်ပထမတစ်ခုက host OS ဒါကကွန်ပျူတာအစစ်ကြီးပေါ်မှာတိုက်ရိုက် install လုပ်ချတဲ့အဓိက OS ကိုပြောတာဥပမာ Windows Server ဒါမှမဟုတ် Linux လိုမျိုးပေါ့နောက်တစ်ခုက Guest OS ဒါတော့လွယ်ပါတယ် host OS ပေါ်ကနေ fun တီလိုက်တဲ့ virtual machine ဆိုတဲ့ကွန်ပျူတာအသေးလေးတွေထဲမှာထက်တင်ထားတဲ့ OS တွေကိုခေါ်တာအဲ့တော့ VM တစ်ခုက Windows ရှိနေချိန်မှာနောက်တစ်ခုက Linux ဖြစ်နေလို့ရတာပေါ့ဒီ hypervisor မှာလေ type 1နဲ့ type 2ဆိုပြီးအဓိက2မျိုးရှိသေးတယ်သူတို့နှစ်ခုဘာကွာလဲဘယ်နေရာတွေမှာသုံးကြလဲဆိုတာကိုဆက်ကြည့်ရအောင်ပထမ type 1သူ့ကို bare metal လို့လည်းခေါ်ကြတယ်ဘာလို့လဲဆိုတော့သူက hardware ပေါ်မှာ OS တစ်ခုလိုပဲတိုက်ရိုက် install လုပ်ရတာ performance အရန်ကောင်းတော့ data center ကြီးကြီးတွေမှာအဓိကသုံးကြတယ် type 2ကကြတော့ hosted လို့ခေါ်တယ်သူက host OS တစ်ခုပေါ်မှာ application တစ်ခုလို software တစ်ခုလိုထပ်ပြီး install လုပ်ရတာဒါကြောင့်မို့ကိုယ်ဆက်မှာ OS အသစ်တွေစမ်းချင်တာတော့လေ့လာချင်တာလို့အတွက်အရန်အဆစ်ပြေတယ်ကဲဒါတွေအားလုံးကိုတီးပြီးဆိုတော့နောက်ဆုံးအနေနဲ့ဒီ virtualization ဆိုတာကဘာလို့ဒီလောက်တောင်အရေးကြီးတာလဲ IT လောကကိုဘယ်လိုများပြောင်းလဲပြထည့်တာလဲဆိုတဲ့အချက်တွေကိုကြည့်လိုက်ကြစို့ပထမဆုံးနဲ့အဓိကအကြောင်းဆုံးကတော့ server လေးရဲ့ resource တွေကိုအပြည့်အဝအသုံးချနိုင်သွားတာပဲအဲ့တော့ကုန်ကျစရိတ်တွေကတိတိတတ်တော့ကိုကျသွားတော့နောက်ပြီးတော့ service တွေကိုတည်တံ့ခွဲထားတော့ security ပိုင်းတာလည်းပိုစိတ်ချရတယ် backup လုပ်ရတာလေ snapshot ဆိုတဲ့ feature ကြောင့် click တစ်ချက်နှိပ်လိုက်ရရုံပဲအရေးကြီးဆုံးကဒီနေ့ခေတ် cloud computing ရဲ့အခြေခံက virtualization ပါပဲ Amazon Web Services တို့
Google Cloud တို့ platform တွေအားလုံးကဒီနည်းပညာပေါ်မှာပဲတည်ဆောက်ထားတာပါ ဒီဗီဒီယိုလေးက mix ရတဲ့အကျိုးရှိခဲ့တဲ့ဆိုရင် like and subscribe လေးလုပ်ပြီးတိတော်ရရှိရင် comment box မှာဝင်ရောက်ဆွေးနွေးနိုင်ပါတယ်